စီဒီပထိုးတွေရဲ့အတွင်းထဲမှာတကယ်ပဲဘာတွေရှိနေမလဲဒါဟာနေရလို့ကြီးပဲလားလူအတော်များများဟာဒါကိုသတိမထားမိကြပါဘူးဘာလို့လဲဆိုတော့စီဒီအတော်များများဟာအလုံးပိတ်တီဆောက်ထားလို့ပါဒါပေမဲ့အတွင်းထဲမှာတော့အလွန်မြင့်မြတ်တဲ့အရာတွေရှိနေတတ်ပါတယ်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရစီဒီပထိုးတွေကိုဌာပနာထိုက်တွေထည့်သွင်းဖို့တည်ထားကြတာပါအဲ့ဒီထဲမှာမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်မွေတော်တွေအလေးအမြတ်ထားရတဲ့အသုံးအဆောင်တွေရှီဟောင်းပီစာပရပိုက်တွေဒါမှမဟုတ်တီထားကိုးကွယ်စဉ်ကထည့်သွင်းခဲ့တဲ့အထင်းအမတ်ယရနာတွေရှိနေနိုင်ပါတယ်တချို့စီဒီတွေရဲ့အတွင်းထဲမှာတော့ရွှေငွေကြောက်တံပတမားတွေနဲ့မင်းဆိုးရာစာတွေကြည်ညိုသူတွေလှူဒန်းထားတဲ့ဌာပနာတိုက်တွေရှိပါတယ်ဒါပေမဲ့ပဟီဒီဆန်တဲ့အချက်ကတော့စီဒီတဆူကိုတစ်ချိန်ပိတ်လိုက်ပြီဆိုရင်ဘယ်တော့မှပြန်မဖွင့်တော့တာပါပဲဒါကြောင့်မလို့ရှီဟောင်းစီဒီတချို့ရဲ့အတွင်းထဲမှာနှစ်ပေါင်းရာနဲ့ချီပြီးဘသူမှမထိတွေ့ရသေးတဲ့လျှို့ဝှက်ဆန်းကြည်တဲ့အရာတွေရှိနေနိုင်ပါသေးတယ်ဒါကြောင့်အပြင်ကနေမြင်နေရတဲ့ပုံစံဟာတမိုင်းကြောင်ရဲ့အစိတ်ပိုက်အနေနေပဲရှိပါသေးတယ်ဒီလိုသမိုင်းကြောင်းနေနားထောင်ခြင်းနဲ့ဆိုရင် Meticulous History YouTube Channel လေးကို Subscribe လေးလုပ်ထားဖို့မမိနိုင်ဘူးเนาะ